ချင်းပြည်ပလက်ဝမြို့နယ်အတွင်းရှိအာရခတ်တပ်တော်ထင်းချုပ်နယ်မြေတနေရာမှာဖေဖော်ဝါရီလ18ရက်နေ့ညနေပိုင်းက88ကြိမ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကိုစီကောက်တိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကိုဒေသခံချင်းလူမျိုးစုတွေချင်းမျိုးနွယ်စုဝင်တွေနဲ့အတူရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA မှတာဝန်ရှိသူများခရိုင်ပါတီအကြီးအကဲတွေနဲ့ဌာနဆိုင်ရာအသီးသီးကဝန်ထမ်းတွေတက်ရောက်ဂုဏ်ပြုခဲ့ကြတော့ပါ။အခမ်းအနားမှာရခိုင်အမျိုးသားအဖွဲ့ချုပ်ကပေးပို့တဲ့ဂုဏ်ပြုတဝန်လွှာကိုဖတ်ကြားခဲ့ပါတယ်။အာရခပြည်သူ့လွတ်လပ်ရေးအစိုးရရဲ့တဝန်လွှာထဲမှာတော့ချင်းမျိုးနွယ်စုတွေအနေနဲ့အမျိုးသားတန်သူအခွင့်အရေးအာရခတိုင်းပြည်တိဆောက်ရေးနဲ့ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာအတူတကွလက်တွဲပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။နိုင်ငံရေးလစ်လာသုံးသက်သူတွေကတော့အာရခတပ်တော်ကဒေသရင်းကိုအလုံးစုံထိန်းချုပ်ပေးနောက်ပိုင်းမှာအာရခဒေသရင်းနေထိုင်ကြတဲ့လူမျိုးစုအသီးသီးဟာမိမိတို့ရဲ့အမျိုးသားနေ့အခမ်းအနားတွေကိုအရင်ကထက်ပုံမလွတ်လပ်ဂုဏ်ယူစွာကျင်းပခွင့်ရရှိလာတာဖြစ်တယ်လို့ဆိုကြပါတယ်။